အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမယ်အကြောင်းအရာလေးကတော့ကန္နာဇက်မအီဖျားရောက်မှုအကြောင်းလေးကိုကျွန်တော်ပြောပြပေးကြပါမယ်မယာဟောဤဖျားရောက်မှုကြောင့်တာရဏတော်၌ငြင်းငွေနေသောယဟန်တစ်ပါးကိုအကြောင်းပြု၍ဗုဒ္ဓကဤဇက်တော်ကိုဆောင်၍ဟောတော်မူခဲ့ပါတယ်ရှေ့လွန်လေပြီးတဲ့အခါရာဇကြိုးပြည်၌မကရမင်းကြီးထီးနှံဆိုးဆန်ခြင်းဖျားလောင်းသည်တော၌ရုပ်ကစိုး၌ဖြစ်လေတယ်တောင်ချီရင်းနေတမင်ဘိုတကောင်ကလူနေဝင်းကျင်မှာတမင်မငယ်တကောင်နဲ့ချစ်ကျွမ်းဝင်နေလေတယ်သူကိုတမင်မငယ်ကအရှင်တင်ကတောတောင်နေတမင်ဖြစ်တယ်ငါတို့နဲ့အတူရွာနီးဝင်းကျင်သို့မလိုက်နဲ့ဟုတားမြစ်လေတယ်သို့သောထိုတမင်ဘိုကမလိုက်နာချီတမင်မငယ်၌တက်စောမိသောကြောင့်အတူလိုက်နေလေတယ်ဒီနေ့တွင်တမင်ဖိုသည်တမင်မငယ်နှင့်အတူလမ်းကြောင်းအတိုင်းလာခဲ့ကြရာလမ်းနဘေးမှခြုံဖို့တစ်ခုတည်းတွင်မုတ်ဆိုးတစ်ယောက်စောင့်နေသည်ကိုမူသူတို့နှစ်ယောက်လုံးမတိကြချီတို့ရာတွင်တမင်မငယ်ကလူနံကိုတီးလေတယ်တို့ဖြင့်အန်နီယန်နီးနေကြောင်းကိုတီးလိုက်၍တမင်ဖိုကိုရှေးမှသွားစေတယ်တမင်များအနီးသို့ရောက်လာသည်နှင့်ခြုံထဲမှမုတ်ဆိုးသည်ရှေ့ဆုံးမှတမင်ဖိုကိုမြားဖြင့်ပြစ်လိုက်ရာတမင်ဖိုသည်ထိုနေရာတွင်ပင်အသက်ကုန်ရင်းသို့ရောက်သွားခဲ့ရတယ်။တမင်မငယ်ကလင်းမြန်သောအဟုန်ဖြင့်ထိုနေရာမှပြေးထွက်သွားလေတယ်။မုတ်ဆိုးသည်တောချုံထဲမှထွက်လာပြီးတမင်သေးကိုဖြတ်ခါအသားကောင်းများကိုမိခင်၍စားတောက်လေတယ်။ကြံသောအသားများကိုသားမယားအတွက်အယူဆောင်သွားခဲ့ပါတယ်။ဖျားလောင်းရုပ်ကစိုးနတ်ကဤတမင်မိုက်သည်မိဘကိုအမိပြု၍တေရသည်မဟုတ်ကာမဂုဏ်ကိုအမိပြု၍တရားခြင်းသာဖြစ်လေတယ်။ဤလောက၌သူတစ်ပါးသက်ခြင်းကိုလည်းကဲ့ရဲ့အပ်တယ်။မိမများကြီးမှုဦးစီးသောဒေတာကိုလည်းကဲ့ရဲ့အပ်တယ်။မိမတို့၏အလိုဆန္ဒသို့လိုက်ပါသူကိုလည်းကဲ့ရဲ့အပ်တယ်ဟုကဲ့ရဲ့ထိုက်သည့်တရားသုံးပါးတို့ကိုပြဆိုရာတောဆောင်နှတ်တို့သည်ကောင်းချီးပေးကြကာဖျားလောင်းရုပ်ကစိုးအားနန္တာပန်အစရှိသည်တို့ဖြင့်ပူဇော်ကြလေတယ်။အနှစ်ချုပ်ကတော့ကဲ့ရဲ့ထိုက်သောတရားသုံးပါးမှအရှောင်ကျဉ်ကြပါရန်လူကြီးမင်းတို့အားပြောပြလိုက်ရပါတယ်။